ဘတ်နှစ်ဘုံကျဲလေရင်ကဘလို့ကွေလဲဆိုတာသိပါသလားနှစ်မှာအတောင်ပံပုံမှာအပိုင်းနှစ်ပိုင်းခွဲထားတဲ့ rudder ထိန်းချုပ်တောင်ပံတွေရှိပါတယ်အဲ့ဒီအပိုင်းတွေကိုဖွင့်လိုက်တဲ့အခါလေတားအား drive ပေါ်လာပြီးလေရင်ကိုကွေ့နိုင်စေပါတယ်ဒါပေမဲ့အနည်းငယ်ပဲဖွင့်ထားတဲ့အချိန်မှာ rudder တွေကထိရောက်မှုနည်းတဲ့အတွက်နှစ်ကကွေ့တာနေပါတယ်ရိုးရိုးလေရင်တွေလို့မဟုတ်ပဲနှစ်ဟာ stay off ဖမ်းမိခတ်မှုရဖို့အတွက်အတောင်ပံရုံတွေနဲ့တက်တဲ့ rudder တွေကိုဖယ်ရှားထားပါတယ် radar လှိုင်းတွေကိုလွှဲပြောင်းနိုင်ဖို့ flying wing design ကိုအသုံးပြုထားပြီးကိုတဲ့အပေါ်ရန်အလွှာကလက်ကျန်စင်းတော်တွေကိုစုပ်ယူပေးတာကြောင့် stealth စွမ်းဆောင်ရည်အလွန်ကောင်းမှုပါတယ်နှစ်ရဲ့ကိုယ်တွေကို titanium နဲ့အခြား composite ပစ္စည်းတွေအသုံးပြုပြီးတိစောက်ထားပါတယ်အင်ဂျင်တွေကိုပုံစံလေဝင်ပေါက်နဲ့လေထွက်ပိုက်တွေတွင်းမှာနက်နက်ရှိုင်းရှိုင်းဖုံးအုပ်ထားတာကြောင့်အပူလက္ခဏာ heat signature ကိုအလွန်လျော့နည်းစေပါတယ်နှစ်မှာအင်ဂျင်လေးလုံးရှိပြီးတစ်လုံးစီမှာအားပေးမှု thrust 19,300 ပေါင်စီရှိပါတယ်အလွန်အားကောင်းတဲ့လေယာဉ်တစ်စီးဖြစ်ပါတယ်လောင်စာတန်းစာ fuel tank မှာလောင်စာ165 300 ပေါင်ထိထည့်နိုင်ပါတယ်လောင်စာမဖြစ်ပဲပြန်တန်းရင်မိုင်6 800ထိပြန်နိုင်ပြီးလောင်စာပြန်ဖြစ်ရင်မိုင်7 800ထိရောက်နိုင်ကနာရီ44နာရီတိုင်အောင်လေထဲမှာဆက်လက်ပြန်တန်းနိုင်ပါတယ်အောက်ဖက်လက်နက်တူလောင်ခန်း Billy Weapons Bay မှာဘုံးရှိ900ပေါင်4ချိန်ထိသို့မဟုတ် cruise missile 16လုံးထိတင်ဆောင်နိုင်ပြီး missile တစ်လုံးစီရဲ့ဈေးနှုန်းက$1.5 တန်းခန့်ရှိပါတယ်ဖိလခန်း cockpit မှာတော့လေယာဉ်မောင်းနဲ့အဖွဲ့ဝင်တွေကိုကာကွယ်ပေးဖို့ jet တွေတပ်ဆင်ထားပါတယ်